အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်မယ် episode 33မှာတော့နာဘိုးကောင်ဂျပူကတော့ကျောင်းထဲမှာစကိတ်စီးနေပါတယ်စကိတ်ကိုစီးတဲ့အချိန်မှာအရှိန်ဟုန်စီးနေပြီးတော့ကောင်းမလေးတွေဘေးနားကနေဖြတ်သွားပါတယ်ဒီလိုလုပ်ရတဲ့အကြောင်းကတော့ကောင်းမလေးတွေရဲ့စကတ်တွေကိုလန်သွားအောင်လုပ်နေတာပဲဖြစ်ပါတယ်ဒါပေမဲ့ကမကောင်းအကြောင်းမလှစွာနဲ့ဂျပူလေးကဂျီရုရဲ့အခန်းထဲကရှယ်လီကိုရှိုးနေတဲ့အချိန်မှာပဲစကတ်လှန်ခံခဲ့ရတဲ့ကောင်းမလေးတွေကသူ့ကိုမိသွားပါတယ်။ထို့နောက်တနာယုံရဲ့ဂျပုကိုကောင်းမလေးတွေကစွန်ကြီးဝိုင်းလောင်းပေးလိုက်ကြပါတယ်။အခန်းထဲမှာတော့မီယာကဂျီတို့အဖွဲ့ကိုသူဆွဲထားတဲ့လူကိုပြတ်ပြီးတော့အစင်ပြေးရလားဆိုတာကိုမေးနေပါတယ်။အကုန်လုံးကလည်းသဘောကျနေကြပြီးတော့ထိုထဲကမီနူးကတော့မီယာလက်ကိုကင်ပြီးတော့ချီးကျူးနေပါတယ်။ထိုချိန်မှာတော့ယူနာကဝင်လာပြီးတော့မီယာကိုမထိဖို့ပြောနေပါတယ်။ရှယ်လီကလည်းမီယာဆွဲထားတာလှကြောင်းပြောပြီးတော့နောက်တစ်ခါလောက်သူ့ကိုထပ်ပြဖို့တောင်းဆိုနေပါတယ်။ဒါပေမဲ့မီယာကတော့သူ့ကိုကြည့်မရတာကြောင့်ပေးမပြပါဘူး။ရှယ်လီကလည်းဒီဟာလေးကိုပြဖို့ဘာဖြစ်နေရလဲဆိုပြီးတော့တယောက်နဲ့တယောက်စပြီးတော့အမြင်မကြည်မှုတွေဖြစ်လာပါတယ်။မင်းတို့ကလည်းကြည့်ကိုမင်းရောလိုကိုသဘောကျလားဆိုပြီးတော့မေးလိုက်ပါတယ်။ကြည်ကလည်းအင်းလို့ပဲဖြစ်လိုက်ပါတယ်။မီယာကလည်းကြည်သဘောကျတယ်ဆိုတာကိုမြင်ရတော့ပြောနေပါတယ်။ထိုချိန်မှာပဲဖယိုဖယဲပုံစံနဲ့ဂျွန်ရောက်လာခဲ့ပါတယ်။အားလုံးကလည်းတခုခုဖြစ်လာလားဆိုပြီးတော့မေးနေကြပါတယ်။ဂျွန်ကတော့မင်းညကနောက်ကျတဲ့အထိစကေတင်းကိုရအောင်ကြည့်နေရလို့ပါဆိုပြီးတော့ပြောပြနေပါတယ်။ဒါပေမဲ့အခုချိန်ထိမရသေးတာကြောင့်စပင်းကိုကြောက်တဲ့အထိတွန်းလာခဲ့ရတာဖြစ်ကြောင်းနဲ့ကြောင်းစင်ဆိုင်သွားပြီးတော့ break တွေတက်ဖို့သူတို့ကိုပါအဖော်ခေါ်နေပါတယ်။မင်းတို့ကတော့ဒွင်းရဲ့စိတ်ဖေးကိုစိတ်ပူပြီးတော့ဘယ်နားမှာထားခဲ့လဲဆိုပြီးတော့မေးနေပါတယ်။ကျွန်တော်စပိန်အတွက်စိတ်မပူဖို့ပဲပြောလိုက်ပါတယ်။တကယ်တမ်းမှာတော့သူကသူ့ရဲ့အချစ်တော်ဒူဘာမင်ခွေလေးကိုစပိန်မှာခြိထားခဲ့ပြီးတော့စောင့်ခိုင်းထားတာပါ။စပိန်ကိုမြင်တဲ့ကျောင်းသားအားလုံးကလည်းခွေးကိုကြောက်တာနဲ့တည်းစပိန်ကိုမျက်စောင်းနေတော့မထူးရဲကြပါဘူး။ထိုချိန်မှာပဲမိယာကကြည့်ကိုသူ့ကိုလာမဲ့ကြောက်ပရဲ့မှာစပိန်စီတင်ပေးဖို့ပြောလိုက်ပါတယ်။ကြီးကလည်းဂတိပြီးထားတာကြောင့်လက်ခံလိုက်ပါတယ်။ထိုချိန်မှာရှယ်လီကတော့တဝင်းကျို့သွားပြီးတော့သူပါလိုက်မယ်ဆိုပြီးတော့ပြောနေပါတယ်။ကျွန်းကလည်းသူလည်းစပိန်ကြည့်ရမှာဖြစ်တဲ့အတွက်ကျောင်းပိတ်ရမှာတွေ့ကြဖို့မှန်လိုက်ပါတယ်။မင်းတို့ကတော့ဟုတ်ကောင်ကျွန်းဆိုတဲ့ကောင်အခုသလိုဘာတွေနဲ့လှုပ်ရှုပ်နေလဲမသိဘူးဆိုပြီးတော့ပြောနေပါတယ်။ကျွန်းကတော့မွန်စတာဆိုတဲ့ဘဲကြီးရဲ့ training ဆင်းနေတဲ့ဗီဒီယိုကိုကြည့်နေပါတယ်။ဗီဒီယိုထဲမှာတော့မွန်စတာကြီးရဲ့အမျက်နှာကတနအီကို100 ကီလိုမီတာနှုန်းနဲ့စပိန်ကိုမောင်းနေပြသွားတာကိုတွေ့ရပါတယ်။ထို့ပြန်တော့ကပုံမှန်ကားတစ်စီးရဲ့အမြန်နှုန်းနဲ့တောင်မြန်နေတာကြောင့်ဂျွန်ကအံ့ဩနေပါတယ်။ထို့နောက်ကျောင်းဆင်းတဲ့အချိန်မှာတော့ဂျီတို့အဖွဲ့ကဟိုအမကြီးရဲ့စပိန်ပြည်ဆိုင်ကိုသွားပြီးတော့တွန်ရဲ့စပိန်မှာရှစ်ပရိတ်သွားတနေကြပါတယ်။ဆိုင်ရှင်အမကြီးကတော့ဂျီတို့အဖွဲ့ကိုမင်းတို့ training မဆင်းကြသေးဘူးလား။ပြန်ပွဲကနေလာပြီးတော့ဆိုပြီးတော့တတိပေးနေပါတယ်။မင်းတို့ကတော့တိတ်လေးလေးနဲ့ရှိမနေပါဘူး။ကျွန်တော်တို့အဖွဲ့ထဲမှာဂျီပါနေတာပဲ။ဒီပြန်ပွဲလောက်ကအေးစီပါ။ training တွေပါတယ်မလို့ပါဘူးဆိုပြီးတော့ပေါ့ပြက်ပြောလိုက်ပါတယ်။ထို့ချိန်မှာဂျွန်ကဝင်လာပြီးတော့ငါတို့ဒီလိုပဲနေနေပထမအစ်စ်မှာတင်ငါတို့ပြုတ်လာလိမ့်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။မင်းတို့ကလည်းဂျွန်ကချိန်မထားပဲနေဒီဆိုင်ကိုရောက်လာတာကြောင့်မင်းလည်းဒီဆိုင်ကိုလာနေကြပဲလားဆိုပြီးတော့မေးလိုက်ပါတယ်။ဂျွန်ကလည်းအေးငါလည်းတခုခုဆိုရင်ဒီဆိုင်ပဲအားကိုးနေရလားဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်။ထို့နောက်ဂျွန်ကအားလုံးကိုမွန်စတာမဲကြီးရဲ့ဗီဒီယိုကိုပြလိုက်ပါတယ်။အားလုံးကလည်းတနအီကိုကီလိုမီတာ100ကျော်နဲ့မောင်းနေပြတ်သွားတဲ့မွန်စတာကြီးကိုကြည့်ပြီးတော့အံ့ဩနေပါတယ်။မင်းတို့ကတော့ဟာဒီကောင်ကလူမဟုတ်ရဲ့လား။ကျွန်းဒီကောင်ကဘာတူလဲဆိုပြီးတော့မေးနေပါတယ်။ကျွန်းကလည်းမွန်စတာဆိုတဲ့ဘဲကြီးရဲ့အကြောင်းကိုပြောလိုက်ပါတယ်။အိမ်တော့ကသူကအမေရိကန်ဖုတ်ဘောကစားသမားကွာ။ဂျွန်နံပါတ်73သူ့ကိုအသင်းထဲမှာမကောင်းဆိုးဝါးကြီးလို့ခေါ်ရလောက်အောင်ကိုသူကကြမ်းလွန်တယ်။ဒီတိုင်းမဲ့ပြိုင်ပွဲတစ်ခုမှာတော့သူ့ရဲ့ဒူးဘကဒဏ်ရာအပြင်းထန်ရသွားခဲ့တယ်။အဲ့ဒီဒဏ်ရာကြောင့်သူရမ်းချစ်တဲ့ဖုတ်ဘောကစားနည်းကနေအပြီးပိုင်းနားခဲ့ရတာပဲ။အားနဲ့သူကကိုရီးယားကိုပြန်လာပြီးတော့သူ့ဒူးပြန်မကောင်းမချင်းစပိန်စီနဲ့သူ့ရဲ့နေ့ရက်တွေကိုကုံဆုံးခဲ့တယ်။ဒါနဲ့ပဲသူကစပိန်ပေါ်မှာပဲခင်းကျွဲသွားပြီးတော့စပိန်သမားအဖြစ်နဲ့ပဲပြန်လဲနလန်ထူနိုင်ခဲ့တာကွာ။အခုနောက်ပိုင်းမှာတော့မွန်စတာဆိုပြီးတော့ကိုပိုင်အဖွဲ့ကိုထောက်လိုက်တယ်။ပြီးတော့အခုပြန်ပွဲမှာလဲသူတို့ကဝင်ပြန်ကြမှာပဲ။သူ့ရဲ့ body ကြီးကိုလည်းကြည့်ရောစပိန်စီကိုမွေးလာတယ်လို့ပဲ။အခုလောလောဆယ်င
ငါတို့အချင်းနဲ့သူတို့ကိုနိုင်မဲလို့မင်းတို့ထင်နေရလားဆိုပြီးတော့ဂျွန်းကမေးလိုက်ပါတယ်အကုန်လုံးကလည်းထိုချိန်မှာတော့တွေ့ဝေသွားခဲ့ပါတယ်ကျွန်းတော်မှာတော့ဆိုင်ရှင်အမကြီးကသူတို့ကိုအခန်းတစ်ခုစီကိုခေါ်သွားခဲ့ပါတယ်ဒီခန်းကဆိုင်ရင်မမဝင်တဲ့ training ဆင်းတဲ့နေရာဖြစ်ပါတယ်အမိုက်ကတော့သူတို့ကိုစပိန်စီးတဲ့အချိန်မှာခြေနှင်းနဲ့ပုံစံတွေမှန်စေဖို့နဲ့လက်ကင်ကိုသေချာနိုင်စေဖို့တွေရိုလာစက်တွေပေါ်မှာအရင်ဆုံးလေ့ကျင့်ခိုင်းပါတယ်တွန်းကတော့သူ့ရဲ့စပိန်ကိုစက်ပေါ်မှာနေရာချလိုက်ပြီးတော့သူရင်စမ်းမောင်းကြည့်လိုက်ပါတယ်ဒါပေမဲ့တွန်းကဆက်ဆက်စီးချင်းခဏမှာပဲကိုအနေထားပမှန်တာကြောင့်လဲသွားခဲ့ပါတယ်သူ့ရဲ့ဘေးနားမှာတော့ဂျေကထိုးစက်ပေါ်မှာတာတာရရပဲစပိန်ကိုစီးနေနေတာကိုမြင်လိုက်ရပါတယ်အမကြီးကလည်းတွန်းကိုစိတ်အေးထားပြီးတော့ဆက်လက်ကျင့်ဖို့အားပေးနေပါတယ်တွန်းကတော့ဟေ့မင်းကဘယ်လိုလုပ်ပြီးတော့ဒီဘောကကောင်းကောင်းစီးနေရတာလဲဆိုပြီးတော့မင်းနေပါတယ်ဂျေကတော့သူကငငယ်လေးကလေးကသူ့ဦးလေးနဲ့ဒီဟာတွေပေါ်အချိန်ပေါင်းများစွာထွင်းခဲ့ဘူးလားလို့ပြောပြနေပါတယ်မင်းတွေကတော့ဂျေကနေရတကာမှာတော်နေတာကြောင့်မနာလိုဖြစ်နေပါတယ်ဆိုင်ရှင်အမကြီးကလည်းဂျေကိုကြည့်ပြီးတော့အားရနေပါတယ်ထို့နောက်အမကြီးကတော့သူတို့ကိုစစ်လက်ကျင့်ခိုင်းထားပြီးတော့သူကတော့သူ့ဆိုင်စီကိုပြန်သွားပါတယ်ကျွန်းကတော့လက်ကြည့်ပြီးတဲ့ခဏနေတဲ့အခါမှာတော့ဒီရာသူထင်တဲ့ပိုခက်တင်ကြောင်မီနူးကိုရင်ဖွင့်နေပါတယ်ကျွန်းနဲ့ဂျေကတော့ရိုလာဆက်တွေပေါ်မှာအေးအေးဆေးဆေးလက်ကြည့်နေကြပါတယ်ကျွန်းကတော့သူ့မှာလက်ကျင့်စရာတွေအများကြီးကြံသေးတာကြောင့်ညှိနေပါတယ်ငါကွာယူနာလေးရဲ့ရှေ့မှာစပိန်ကိုပိုင်ပိုင်နိုင်နိုင်ဆွေးပြချင်တာကွာဆိုပြီးတော့တွန်းကမီနူးကိုပြောပြနေပါတယ်မီနူးကတော့ဒီလောက်ရုပ်ဆူတဲ့ဟာမလေးကိုမင်းမလို့ကြိုက်တယ်ဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်တွန်းတော့ယူနာကိုရုပ်ဆူတယ်လို့ပြောလိုက်လို့ဒေါသထွက်နေပါတယ်မင်းတို့ကတော့ငါညမလိုကောင်းမလေးမျိုးကိုကြိုက်နေတဲ့မင်းလိုကောင်းမျိုးကိုလည်းငါလည်းနားမလည်နိုင်ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်တွန်းကတော့မင်းတို့ကမော်နမတွေဆိုတာသိလိုက်တဲ့အချိန်မှာတော့မယုံကြည်နိုင်ဖြစ်နေပါတယ်ထုံးတော့ချက်ချင်းပဲမတ်တက်ထက်ရလိုက်ပြီးတော့မင်းတို့ရဲ့ရှေ့မှာအကိုကြီးဆိုပြီးတော့ဒူးထောက်ချလိုက်ပါတယ်ထို့ချင်းမှာတော့အားလုံးကနားမလည်နိုင်တဲ့စနေမေဒွန်ကိုကြည့်နေကြပါတယ်ဒွန်ကိုကြည့်ရတာမင်းတို့ကိုယူနာတယ်သူ့ကိုအဆင်ပြေအောင်သွဲခိုင်းတော်မယ်နဲ့တူပါတယ်နောက်တစ်ခါမှာတော့မီယာကရေရွှေခန်းလေးကထွက်လာပြီးတော့သူဝယ်ထားတဲ့စပိန်လေးကိုကြည့်ကဂျွန်နဲ့စပိန်စီတင်းရမှာကိုစိတ်ကူးရင်ပြီးတော့ကြည်နူးနေပါတယ်ဒီအပိုင်းလေးကိုတော့ဒီနေရာမှာပဲအဆုံးသတ်ထားပါတယ်ခင်ဗျာနောက်လာမယ့်အပိုင်းတွေမှာတော့ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကျွန်တော်နဲ့အတူလိုက်ပါကြည့်ရှုပေးခဲ့ကြပါဦးခင်ဗျာဒီနေ့အထိလိုက်ပါကြည့်ရှုလာသူတက်ရောက်ခြင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ